ကယန်းမလေးရဲ့ချူတန်ကရားပြည်နယ်အစွန်ဖျားမှာတောအုပ်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီနေရာကိုလူတိုင်းကကြားမြင့်နေရလို့သတ်မှတ်ထားကြပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီမှာကြောက်စာတစ်ချက်ရှိပြီးရှီးလူကြီးတွေပြောစကားအရနတ်ဖျားတွေနေထိုင်နေလို့ယုံကြည်ကြတာမို့မနှောက်ယှက်ဖို့အယူဆွဲထားကြတာပါ။ဒါပေမဲ့တခါတရံဆေးမြစ်ဆေးဥရှာတဲ့လူတွေရှိကြပေမဲ့တောနတ်ဖျားရဲ့အဆောက်အဦဆိုပြီးဘယ်သူမှအမဲမလိုက်ကြပါဘူး။ပေါ်လူနဲ့ဒီဒူးတို့နှစ်ယောက်ကအဲ့ဒီကြောက်စာကြီးရှေ့ရောက်နေခဲ့တယ်။ဟဲ့အောင်ဒီဒူးဒီလောက်ကြည့်နေမင်းဖတ်တတ်လို့လား။ဖတ်တတ်ပါဘူးကွာ။ကြည့်နေရင်ရင်တွေးအိုးတွေပြုတ်ကြသလိုပဲဟေးခေါင်းတွေပါပူတယ်ဟာဟာလာပါကွာဘာရေးထားမှမသိတာဘူးလူတွေကတက်တက်ယူသီးနေပေါ်လူနဲ့ဒီဒူးတို့လည်းတော်ရဲဆက်ဝင်လာလိုက်ကြပါတယ်ဟောက်ပေါ်လူငါတို့ဒီနေ့အမဲအများကြီးရနိုင်တယ်ကွာဒီတော့ကိုတားမြစ်နေရဆိုပြီးဘူးမှမလာကြဘူးလေတားကောင်တွေတော်တော်ပေါ်လောက်မှာကွာရှယ်ပဲကွာတော်ရတော့စိမ့်ဆိုတာရပြီးလှပလုံးမဲ့မဲ့ဒါကကစားစရာနေရာမဟုတ်ဘူးဆိုတာသူတို့မသိခဲ့ပါဘူးတနေရာကြတော့ပေါ်လူတို့တားကောင်တစ်ကောင်မြင်ပြီးဖြစ်ဖို့ချိန်ထားကြပါတယ်မျက်နှာလေးတွေကိုစားနေတဲ့အကောင်လေးကတော့လူတွေရဲ့အန်ဒီရဲ့ကိုမသိခဲ့ရှာပါဘူးဒီလိုနဲ့ပဲပေါ်လူကတားကောင်ကိုပြစ်ချလိုက်ပါတယ်ဟာဟာအခုမှတော်ရဲဝင်ကားစားကိုတစ်ကောင်ရပြီဟဲ့မိုက်တယ်မလားဒီလူပေါ်လူမင်းမပြောမစုံနဲ့နောက်တစ်ခါမပြစ်စမ်းနဲ့သူတို့လည်းလဲကြနေတဲ့တားကောင်အနာသွားကအမဲပေါ်ဖို့ဓာတ်တစ်ချောင်းယူလာကြပါတယ်ပေါ်လူတယောက်အမဲပေါ်နေချိန်ဒီဒူးကတော့ဘေးပတ်ဝန်းကျင်ကိုလေးလာလို့နေပါတယ်ကိစ္စပြီးတော့ရတဲ့အသားတွေကိုအိတ်ထဲထက်ကရှေ့ဆက်လာကြပါတယ်။တဖြည်းဖြည်းနဲ့ဝင်လာတာမို့တော်ကြီးလည်းတိတ်ဆိတ်လာတာကြောင့်သူတို့လည်းခြေတံဖွားဖွားနေကဆက်လျှောက်လာကြပါတယ်။တနေရာမှာတော့ကြားကြီးတစ်ကောင်ကကြက်စားနေရအောင်ပေါ်လူတို့မြင်လိုက်ရပါတယ်။ဒါနဲ့ပဲအတန်မထွက်အောင်နေကြရင်ကြားကြီးကိုတနက်နဲ့ချိန်ထားလိုက်ကြပါတယ်။ဒီလူကြီးကြားကြီးပဲကွ။ဒီကောင်ကိုရရင်အရေးကိုမှမချန်ခဲ့နဲ့ကွာ။အေးငါတို့တော့တတိဖြစ်ရကြီးသေးရဲ့။ကြားကြီးကတော့သူ့ရဲ့သားကောင်ဖြစ်တဲ့တမင်တကောင်ကိုစားတောက်နေရပါသူတို့လည်းတနက်ကိုစီနဲ့ငိန်တွက်စွာနေကြရင်ကြားကြီးကိုချိန်ထားလိုက်ပါတယ်။ဒါပေမဲ့ကြားကြီးကစားနေရင်သူတို့ဘက်ကိုတဖြည်းဖြည်းလှည့်လာခဲ့ပါတယ်။ဒါနဲ့ပဲကြားကြီးရဲ့အမြင်အာရုံထဲမှာပေါ်လူတို့ရောက်သွားတော့တာပေါ့။ဒီကငါတို့မြင်သွားပြီထင်တယ်။ဒီကျူးလည်းကြောက်လန့်သွားပြီးကြားကြီးကိုရမ်းတမ်းပြီးတနက်နဲ့ပြစ်လိုက်တာမှန်မှန်သွားတာမို့ကြားကြီးလည်းဒေါသထွက်ပြီးသူတို့စီပြေးလာပါတယ်။ဟောင်ကြီးပြေးဟာငါတို့စီလာနေပြီ။ပေါ်လူနဲ့ဒီလူတို့လည်းခြေကုံတုပ်လှည့်ပြေးကြပါတော့တယ်။ကြားကြီးကတော့သူတို့နောက်ကိုလွှားကနေအသာလေးပြေးလိုက်ုံနဲ့ကိုမိလာပါတယ်။ပြေးနေကြရင်ပေါ်လူတယောက်ခလုတ်တိုက်မိကလဲကျသွားပါတယ်။ဒီလူလှည့်ကြည့်လိုက်ပြီးပေါ်လူကိုကယ်ဖို့လုပ်ပေမဲ့ကြားကြီးကပိုနီးလာပြီးတော့ဒီလူကြောက်လန့်နေစင်မှာပဲခုံအုပ်လိုက်ပါတော့တယ်။ဒီလိုနဲ့နောက်မနေ့ရောက်လာကနေအောင်ကြီးလဲပေါ်ထွက်လာပြီးတောအုပ်တစ်ခုလုံးကိုအနှွေးတက်ပေးလို့နေပါတယ်။တောရဲတဲ့အိမ်လေးတစ်ခုမှာတော့ဒီလူတယောက်တန်ရာတွေနဲ့တတိရလာပါတယ်။အာငါဘယ်ကိုရောက်နေရလဲထို့စဉ်ပေါ်လို့လဲတတိယလာကဒီလူငါတို့မသိဘူးလားကြားရောကြားတော့မသိဘူးငါတို့မသိဘူးထင်တယ်ဘလို့ဖြစ်တာလည်းမသိဘူးသူတို့စကားပြောနေကြစဉ်တကားပွင့်လာပြီးလူတယောက်ဝင်လာခဲ့ပါတယ်ထို့သူကတော့ကရန်ရိုးရာဝတ်စုံအပြည့်နဲ့မနက်ခင်းရဲ့နေရောင်ကြီးလိုလှပပြီးဖြူစင်တဲ့မျက်နှာလေးနဲ့မာနိုးမဲဖြစ်ပါတယ်လေပင်ကရွှေရောင်ကြေးကွင်းတွေရဲ့ခြူတန်လေးတွေနဲ့အတူတာယာလုံးနဲ့အတန်လေးနဲ့သူမအစိုးရင်တကြီးမေးလိုက်ပါတယ်။အကိုတို့တတိယလာကြပြီလား။တက်တာကြရဲ့လားရှင်။တက်တာပါရဲ့ညီမ။အကိုတို့ကိုကယ်ထားတာညီမလား။ကျေးဇူးတင်ပါတယ်နော်ညီမ။ရပါတယ်ရှင်။ဂျန်ရာတွေပျောက်ကင်းတဲ့အထိဒီမှာတဲခုန်နိုင်ပါတယ်။ပေါ်လူနဲ့ဒီဒူးတို့လည်းမာနိုးရဲ့နူးညံ့တဲ့အလှတရားကိုမြင်ပြီးချက်ချင်းကိုကြွေဆင်းသွားကြပါတယ်။နှစ်ယောက်သားပြုံပြုံကြီးနဲ့ဆိုက်ကြည့်နေမိကြတာပေါ့။မာနိုးကတော့သူတို့ကိုနှုတ်ဆက်ကတိမ်မွေ့တဲ့ကရမ်းမာလေးပုံစံနဲ့တလန်းချင်းလျှောက်ကအပြင်ပြန်ထွက်သွားပါတယ်။ဒီလိုနဲ့ပဲပေါ်လူနဲ့ဒီဒူးကိုနှစ်ယောက်သားတောထဲမှာနေပြီးတရက်ကုံဆုံးကသူတို့ဘဝမှာတစ်ခါမှမခံစားဘူးတဲ့အလှတရားတွေနဲ့အတူမာနိုးနဲ့တောရဲလိုက်သွားကပျော်ရွှင်နေခဲ့ကြပါတယ်။သူတို့နှစ်ယောက်သားချောင်းလေးကိုတစ်လုံးမော်ကနေရန်တိုင်နဲ့ဖျက်လျှောက်လာရင်ဒီဘက်ရောက်တော့ပြစ်လဲသွားချိန်မှာမာနိုးကသဘောကျစွာရေလိုက်ပါတယ်။မာနိုးရဲ့သဘောတကျရေမောနေတဲ့ပုံစံလေးကိုပေါ်လူတို့တွေလည်းနှစ်သက်ကကြီးမဝဖြစ်နေရပေါ့ညရောက်တော့မာနိုးတို့၃ယောက်သားအိမ်ရှိမှာမီးဖို့ဖိုးကြကမာနိုးပြောပြတဲ့တောအုပ်ရဲ့အကြောင်းတွေနားထောင်ပြီးနှစ်ယောက်သားမာနိုးကိုကြီးမဝဖြစ်နေကြပါတယ်တစိမ့်စိမ့်ကြည့်နေရင်မာနိုးအပေါ်သူတို့ရဲ့တက်မက်စိတ်တွေကပိုပြီးရှူဖိတ်လာကြပါတယ်ညီမကလူလေးတွေလှတာမဟုတ်ဘူးပဲစကားပြောလဲကောင်းတယ်နော်ဟုတ်ပါအကိုဆိုညီမရဲ့စကားပြောနေတဲ့နှခမ်းလေးတွေကိုကြည့်နေုံနဲ့အားမရတော့ဘူးပေါ်လူနဲ့ဒီဒူးကိုလည်းအဲ့လိုပြောပြီးနောက်မာနိုးစီထသွားလိုက်ကြပါတယ်
မန်နုကတော့ဗာများလေဆိုပြီးတော့ကြောက်စီစီနဲ့သူတို့ကိုကြည့်နေခဲ့ပါတယ်ဟိုအကိုတို့ဘာဖြစ်လို့လဲမသိဘူးပေါ်လူတို့ကတော့ဘာမှပြန်မဖြေပဲတနာရာကအပြုံးတွေကိုစီနဲ့ဒီနေရာမှာတော့ညှိစရာမလိုအောင်တူနေခဲ့ကြပါတယ်တနာစရာမနုံလေးကိုသူတို့နှစ်ယောက်ကလည်းကိုပြစ်ပေါ်ဖိလဲချလိုက်ကြကအတင်းအာရမပြုတ်ကျင်ခဲ့ကြပါတော့တယ်အသက်ကတင်ခဲ့တဲ့ဂျေဆုမမထောက်တကောက်သားနှစ်ယောက်ကစိတ်ကြိုက်ပြုတ်ကျင်လို့အပြီးမှာတော့မနုံတယောက်အသက်ဆုံးပါသွားခဲ့ရပါပြီပေါ်လူရေမလုပ်တော့ဘူးခတိတ်ပြီးထင်တယ်ဟာဒီရက်ထွက်သွားကြအောင်ဒီလူပြေးစို့ပေါ်လူနဲ့ဒီလူတို့လူယုံမှနှစ်ကောင်လဲမနုံအလောင်းကိုဒီတိုင်းပစ်ထားခဲ့ပြီးအိမ်ကနေထွက်ပြေးကြပါတော့တယ်ထွက်ပြေးပြီးတောရဲတဲ့နေရာရောက်တော့သူတို့လည်းထိုင်နေကြပြီးအတွေးကိုစီနဲ့ဖြစ်နေကြပါတယ်တနာစောကပ်ပြီးလှုပ်ခဲ့တာပဲမဲ့လူသေးမဲ့ထီတော့သူတို့မတွေးခဲ့ကြဘူးပေါ့ဟဲ့အခုဘယ်လိုလုပ်မလဲမနုံကတေးသွားပြီငါတို့တော့အမှုပတ်ပြီးထင်တယ်အမှုကသူ့ကိုအတင်းပြုတ်ချင်နေတာပတ်နေပြီအခုကလူကတေးသွားတာအဲ့ဒါမင်းဒီတောရဲလာကိုပြောလို့ဖြစ်ရတာမင်းလည်းအတူလှုပ်ခဲ့ရပဲမဟုတ်ဘူးလားခွေးသားရသူတို့စကားများနေကြတော့အနားကနေလေးပြေတစ်ဖြက်မှာခြူတန်တက်တဲ့လေးကြားလိုက်ရလို့စကားပြက်ပြီးအံ့ဩသွားကြပါတယ်။ဘယ်ရလာတဲ့အတန်များလဲလို့သူတို့နှစ်ယောက်ဘေးပင်ညာကိုကြည့်နေပေမဲ့အမောင်ကျနေတဲ့တောထဲမှာဘာမှကိုမမြင်ရပဲအတန်ပဲကြားနေရတာပါ။ပေါ်လို့အတန်ကြားလား။ကြားတယ်ခြူတန်လိုမျိုးပဲ။တောလန်းတဲ့နေရာကနေသူတို့စီကိုလာနေတဲ့ခြေတွေစုံရှိနေတာကိုတော့သူတို့သတိမထားမိကြသေးပါဘူး။ဘယ်ရလာတဲ့အတန်လဲကွာ။တောထဲမှာဖះတွေပိုင်းမြင်ရှိထားရလား။ဒီချူတန်းမဟုတ်တော့ဘူးဖះလာတဲ့ဆဲလေးတန်လို့မဟုတ်ဘူးကွတိချာနားထောင်ကြည့်သူတို့နေရာကိုကြောက်နဲ့အနီးနားကိုရှာနေပေမဲ့ဘာမှမမြင်ရသေးပါဘူးသူတို့စီလာနေတဲ့ခြေတစုံပိုင်ရှင်ကတော့မာနုံးရဲ့တရေပဲဖြစ်ပါတယ်လှပနုံးနဲ့မာနုံးဟာအခုခါမှာတော့လေပင်အရှိကြီးနဲ့ကြောက်စရာကောင်းတဲ့တရေမကြီးတစ်ကောင်ဖြစ်လို့နေပါပြီနာကျင်မှုတွေနဲ့တိတ်ဆုံးခဲ့ရလို့ငိုတန်ကြီးပေးကသူတို့စီတလန်းချင်းလျှောက်လာနေတာပါချူတန်အပြင်ငိုတန်မှကြားလာရတဲ့ပေါ်လူတို့လည်းတအားကြောက်နေကြပါပြီဘဲကောင်ငိုနေရလဲကွတိုးရဲမှာနှစ်ယောက်တည်းဆိုပြီးလာမဆန်းနဲ့တော့အကုန်မျိုးဖြုတ်ပြစ်မှာကြောက်ခမ်းရမ်းပြီးရှောက်အောင်နေအောင်သူတို့အနာကတစ်ပင်နောက်ကနေလက်ကြီးတစ်ဖက်ပေါ်လာပါတယ်အဲ့ဒါကတော့တရေမမာနုရဲ့လက်ပဲဖြစ်ပါတယ်နာကြီးစိတ်အပြည့်နဲ့တရေမမာနုကသူတို့နှစ်ယောက်ကိုလက်စားချေဖို့အစင်သစ်ဖြစ်လို့နေပါပြီပေါ်လူတို့ကြောက်လန့်ပြီးရှောက်ကြည့်နေတော့အနောက်ကနေတရေမမာနုရောက်လာပါတယ်သူတို့ကိုရက်ကြည့်နေတာကြောင့်ပေါ်လူကြောချမ်းလာပြီးလက်ကြည့်ပြီးတော့တရေမမာနုကိုမြင်ပြီးတော့လန့်သွားပါတယ်တရေမကတော့သူ့လေပင်ကကြေးခွင်းနေတဲ့ကနေရှီလျားနှုံးနဲ့လေပင်ကြီးထွက်လာကပေါ်လူကိုလေပင်ရှည်ကြီးနဲ့ရစ်ပတ်လိုက်ပါတယ်။လက်စားချေချေစိတ်အပြည့်နဲ့မို့ပေါ်လူကိုအယိုးကြီးကျိုးမတက်အားအပြည့်နဲ့ဆွဲညစ်ထားပါတယ်။လွတ်ငေါ့လွတ်တရေမငေါ့လွတ်စမ်းပေါ်လူကြောက်ပြီးအော်နေတော့ဒီဒူးလဲဒူးတုံပြီးမြေကြီးပေါ်ဖင်ထိုင်ရသားလဲကျသွားပါတယ်။ပေါ်လူလည်းအယိုးကျိုးမတက်ဆွဲညစ်ထားတဲ့တရေမရဲ့လေပင်ကြီးကြောင့်နာကျင်လာကလက်ထဲရတဲ့မြောင်လဲလွတ်ကျသွားခဲ့ပါတယ်။တရေမကတော့ကျင်းနဲ့အားရဆောင်နဲ့ဟားတိုက်လို့နေပါတယ်။အယိုးတွေတကျွတ်ကျွတ်မြည်နေတဲ့ပေါ်လူစီကအတန်တွေကလည်းပိုပြင်းထန်လို့လာပါတယ်။ကြောက်စရာကောင်းတဲ့တရေမကိုကြည့်ပြီးပေါ်လူအော်ဟစ်နေပါတယ်။ဒီလူတကယ်ချင်းငါ့ကိုကဲပါအောင်ကွာ။ပေါ်လူအကူကြီးတောင်းနေပေမဲ့ဒီဒူးလည်းအရန်ကြောက်နေရမို့လဲကြရာကနေပြန်မထနိုင်သေးပါဘူး။ဒီဒူးကြောက်လန့်ပြီးကြည့်နေတော့မှပဲတရေမကပေါ်လူကိုဖြစ်ညစ်ပြီးအသက်နှုတ်ပေးလိုက်ပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့ဒီဒူးလည်းသွေးပြစ်သွားပြီးသတိပြန်ဝင်လာကလဲကြရာကနေထပြီးပြေးထွက်သွားပါတယ်။ဒီဒူးပြေးသွားတာကိုကြည့်ပြီးတရေမကနင်ကလက်ကမလွတ်ပါဘူးလူတရိษံကောင်းရဲ့မနေ့ရောက်တော့တောရဲကိုစေးပင်ဝါပင်လာရှာကြတယ်တခြားရွာသားတွေလည်းပေါ်လူအလောင်းကိုရှာတွေ့ခဲ့ကြပါတယ်ဒီကိုလုံးမှာကြိုက်ရရှာရမရှိပဲအယိုးတွေကျိုးကျပြီးခွေခောက်တိဆုံးနေရမို့ရွာသားတွေလည်းအံ့ဩခဲ့ကြရပါတယ်တောဝင်လန်းကကြောက်စာနာမှာတော့ဒီဒူးလည်းကြောက်စောကပ်ပြီးတေခဲ့တာမို့ရုပ်ပြက်စင်းပြက်ဖြစ်နေပါတယ်ရွာသားတွေလည်းသူတို့ဘာကြောင့်တေခဲရတယ်မသိပေမဲ့ရွာပြန်ခေါ်ပြီးအတုပလုပ်ပေးလိုက်ကြပါတယ်။ဒီတောကြီးထဲမှာတော့တနာစရာတရေမမာနွန်းရဲ့ဝိညာဉ်ကလှည့်လည်နေပြီးနာကျင်စွာငိုနေရတော့မှမာနွန်းရှိရဲ့နေရာမှာခြူတန်လေးလည်းအမြဲကြားနေကြရအောင်ပါ